ကိုလာတယ်တချို့ပဲတေချာနားထောင်တယ်တချို့ကတော့သူလုံးချင်တာလုပ်တယ်ကမ်းကြောင်းမှာလာပြီးတော့တချို့ပြောတယ်ကျွန်တော်တို့ဖျားရိတ်တရားရိတ်ကတဲ့အင်းမြတယ်နော်မြန်မာစကားမှာနော်ဖျားရိတ်တရားရိတ်ကအင်းမြမလဲတဲ့အိမ်မှာအိတ်တာတဲ့ဖျားကြောင်းမှာအိတ်တာပို့ပြီးခွန်အားရတယ်တချို့ကဖျားကြောင်းမှာလာအိတ်တယ်အေးချမ်းနေတဲ့ဖျားကြောင်းမှာအိတ်ရတယ်အရင်အေးချမ်းတာပဲအိမ်မှာအိတ်ရင်တိတ်ခွန်အားမရဘူးဖျားကြောင်းမှာအိတ်ရမ်းခွန်အားရတယ်တဲ့အဲ့လိုလူလည်းရှိတယ်ဖျားကြောင်းလာအိတ်တဲ့လူချို့လည်းရှိတယ်ဒါပေမဲ့ဒီမှာလူအုပ်ကြီးကကျမ်းစာထဲမှာလည်းနော်အိတ်တယ်ဆိုလို့ကျမ်းစာထဲမှာတမန်တော်ဝတ္ထုထဲမှာလူတယောက်ရှိတယ်ကပေတရုကတရားဟောနေတဲ့အချိန်မှာလူတယောက်ကတရားနာရင်အိတ်ငိုက်တာအိမ်ပေါ်ပြုတ်ကြပြီးတည်သွားတယ်တမန်တော်ဝတ္ထုထဲမှာရှိတဲ့ရှာဖတ်ကြည့်စိတ်ဝင်စားရင်တော့ပုံပြင်ပြောတာမဟုတ်တကယ်ကျမ်းစာထဲမှာရေးထားတယ်လူတယောက်တရားနာရင်အိတ်ငိုက်ပြီးအိမ်ပေါ်ပြုတ်ကြတည်တယ်ရှိတယ်ကျွန်တော်တို့ဒီမှာတော့ပြုတ်ကြဆရာမရှိပါဘူးအိတ်ငိုက်လို့ရတယ်သိစမ်းရှိတော့ဒီမှာအိတ်ရင်လည်းခွာရတယ်ဆိုတော့လာတဲ့လူတိုင်းကကြားတာမဟုတ်ဘူးကြားတဲ့သူကနည်းနည်းပဲကြားတယ်အဲ့ဒီလာတဲ့လူတွေထဲမှာကြားတဲ့လူတွေထဲမှာတော့မှကြားတော့ကြားတယ်နားမလဲတဲ့သူကရှိသေးတယ်နော်ကြားတော့ကြားတယ်နားမလဲတဲ့လူကလည်းရှိပြန်သေးတယ်အဲ့ဒီအထဲမှာမှနော်ကြားပြီးနားလေတယ်ဆိုတဲ့လူကနည်းနည်းလေးပဲရှိတာအဲ့ဒီကြားပြီးနားလေတဲ့သူနားလေပါတယ်ဆိုတဲ့လူထဲမှာမှနော်တကယ်လက်တွေ့နားထောင်ပြီးလိုက်လျှောက်အသက်ရှင်တဲ့လူကပိုပြီးနေနေတာသွားပြီဒီထဲမှာခင်ဗျားကျွန်တော်တို့ကဘယ်အုပ်စုထဲမှာပါလဲကဲကိုပြန်ဆန်းစစ်ကြည့်ရအောင်နော်ကျွန်တော်ဘယ်အုပ်စုထဲမှာပါတယ်ဆိုတာကိုပြန်ဆန်းစစ်